မှန်လားပါဗျာရွှေခွက်တစ်ခိုးတွေးကြောင်းပါဗျာဟဲ့ဘယ်ဘက်ကခါစားမှန်လားပါဝဲဘက်ကခါစားကြောင်းပါဗျာကြည့်လိုက်တော့ဟေးဟဲ့မင်းကြီးများဗျာဒါသခိုးလားမှန်လားပါဗျာသခိုးပါဗျာဟဲ့ကလေးလေးပါလားကွယ်မှန်လားပါကလေးသခိုးပါဗျာမဟုတ်သေးပါဘူးကွယ်တို့ငါရွှေနန်းတို့ကရွှေခွက်မှာခိုးရဲ့လားကွယ်မှန်လားပါဘရင်ပွဲတော်တင်နေကြရွှေခွက်ကြီးပါဗျာဟုတ်မထင်ပါဘူးကွယ်တို့ကန်ရွှေခွက်ဆက်ဆန်းဟဲ့လက်တော်ဆိုပြီးတော့ရွှေခွက်ကိုကြည့်လိုက်ဒီရွှေခွက်ဒီကလေးခိုးသည်မဟုတ်ပါတွေ့ရောစားဟဲ့မင်းကြီးများဒီရွှေခွက်ဒီကလေးခိုးတာမဟုတ်ဘူးကွမှန်လားပါဘရင်ကိုတော်မြတ်ကြီးဗျာဒီကလေးထံကဒီရွှေခွက်တွေ့ကြောင်းပါဗျာဟဲ့ကလေးရွှေနန်းတော်ကြီးတဲ့ဝင်နိုင်မလားကွလူမစွန်းနှက်မှလို့စကားရှိပါဗျာဘယ်နှက်ကကောင်းဝင်ကနေရောက်အောင်ပို့ပြီးတော့ဘယ်လိုခိုးသွားတယ်မသိပါဗျာမင်းတို့ဟာဒီကလေးဝိုင်းပြီးအပြစ်တင်နေကြဒီကလေးခိုးတာမဟုတ်ဘူးကွဘရင်ကစာကိုတွေ့လို့ပြောနေဒီကလေးခိုးတာမဟုတ်ဘူးကွမှန်လားပါဗျာဘရင်ကိုတော်မြတ်ကြီးရွှေနန်းတော်တွင်မှာနေတဲ့ကိစ္စဘုရားကျွန်တော်မျိုးကြီးများကိုယ်တိုင်သွားရှာတာလှဲပေါ်ကဒီကလေးနဲ့ရွှေခွက်ကိုတွေ့ရပါတော့ရောက်ဒီကလေးခိုးတာအတိအကျသိလို့တော်ဦးတင်နေကြောင်းပါဗျာဒီကလေးခိုးတာမဟုတ်ဘူးဆိုရင်ဘရင်မင်းမြတ်ကြီးဘာလို့တက်သေးရှိတယ်လဲဗျာအေးတက်သေးရှိမရှိမင်းတို့သိရင်ရောက်ဒီမှာကြည့်ဟောဒီနားလေးမှာရေးထားတာကြည့်မြင်မှုဗျာဒီအမတ်တွေကန်းနေထင်ပါရဲ့ကွယ်တို့မြင်မလားကွယ်ဒီမှာရေးထားတာသူကြည့်တော့မြင်တယ်ကြည့်တော့မင်းတို့အမတ်တွေကြည့်မြင်မှုဗျာဟာဒီအမတ်တွေအကုန်ကန်းနေထင်ပါရဲ့လာတတ်တော့ရှိကြီးလာသားမြင်လားဒီမှာရေးထားတာမြင်တယ်ဗျာဘာမြင်တော့ရွှေခွက်ကြီးဗျာဒီမရှိတရှိကြီးနဲ့ဟာဘယ်ရင်လဲထောမတွေပါတွေဖြစ်လာအရွှေခွက်တော့မြင်တာမို့စာရေးထားတာမမြင်ဘူးလားစားတော့မမြင်ပါဗျာငါကလေးကိုစစ်မင်းမယ်အမောင်တို့ဟဲ့ချစ်သားဗျာဒီရွှေခွက်မင်းခိုးသလားမခိုးပါဗျာမခိုးရင်မင်းထံဘယ်နဲ့ရောက်ကျုပ်အဖေနဲ့အမေကထမင်းလာကျွေးပြီးတော့ထားပစ်ခဲ့ကြတာပါခမညာဘုရင်ကိုဘုရားကျွန်တော်မျိုးတွေပါလေကလေးမတင်တတ်ဘူးကျုပ်ပဲပြောတာပဲဒီတိုင်းပြောတာပဲစိတ်ဆိုးလို့ဘုရင်ကတတ်ချင်လဲတတ်ပြောမှပြောတတ်ပဲဒီတိုင်းပြောမှာပဲကလေးကိုဟေးဘုရင်ကွာဘေးကအမတ်တွေကဘုရားကျွန်တော်မျိုးကြီးရဲ့မိဘနှစ်ပါးကျွေးသွားတာပါဘုရားလို့ပြောကွာဗျာကျုပ်ကကျုပ်လို့ပဲပြောတတ်တယ်ဗျာအမေလို့ပြောတတ်တယ်မဖြစ်ဘူးကဒါဘယင်ကွာဘယင်မေလေးကျုပ်ဖေတို့မေတို့ပြောတာလို့ပြောမှာပဲဗျာဒီကလေးတဲခန့်နေပါလားဒီတော့မှဘယင်မင်းမြတ်ကဟဲ့မင်းကြီးမြတ်ဘယ်နဲ့ကလေးသွားရန်လုံနေလို့ကွယ်ကလေးတော်ကသူ့စကားနဲ့သူပဲပြောမှာပေါ့နားလေတဲ့အချိန်ကြတော့လေဒီကလေးမပြောနဲ့ဆိုလို့မရဘုရားကျွန်တော်မျိုးကြီးဒီပါဒီပြောတတ်လာမယ်ပေါ့ပြောမှမပြောတတ်သေးပဲနဲ့ဟဲ့ကလေးဘုရားမင်းဒီရွှေခွက်ကမင်းမိဘနှစ်ပါးကထမင်းကျွေးတာဟုတ်ကဲ့လားဟုတ်ပါတယ်မင်းမိဘနှစ်ပါးဖယ်မလို့အိမ်မဲ့ခင်ဗျာအိမ်မဲ့ခင်ဗျာတန်တော့ဒီကိစ္စငါရွှေနန်းတော်ကြီးတဲ့ကရွှေခွက်ကိုသူ့မိဘနှစ်ပါးကယူကျွေးနိုင်ရအောင်ကလဲဟဲ့တငယ်မင်းမိဘနှစ်ပါးဘာလောက်ကန်လို့စားထင်းခုတ်တယ်ခင်ဗျာထင်းခုတ်စားတယ်ရှင်ရသားတယောက်ရွှေနန်းတော်တဲ့ကရွှေခွက်ဟေးဘယ်လိုလေးမှမခိုးနိုင်ဘူးအကြောင်းထူးတယ်ရွှေခွက်ကြည့်လိုက်တော့လေဒီရွှေခွက်ဒီကလေးခိုးသည်မဟုတ်ပါအမကြီးတွေကြီးခိုင်းတော့လေအကုန်လုံးအကံပါမမြင်ရဘူးငါမရည်တဆူတာမြင်နေရတဲ့ဖြင့်ဒီကိစ္စသမ္မာတန်ဗုဒ္ဓသုံးလောက်ကထွန်ဒါတပ်ပြညိုမြတ်စွာဘုရားမှာ
ဖြေရှင်းနိုင်တော့မှဖြစ်တယ်လို့ဒီလိုအကြံယူနေတုန်းပြောမနဲ့ဆိုဟောမိဘနှစ်ပါးရောက်မှန်လားပါဗျာမှန်လားပါဗျာသူ့ရွှေခွက်ခိုးပေးတဲ့တခိုးလေးရဖေးပေးတခိုးကြီးရောက်လာကြောင်းပါဗျာအော်မျက်နှာလို့အားရပါလားမင်းတို့ဟာရံအပြစ်တင်နေကြတာပဲဟဲ့ရှိတော့ရောက်ပလားမှန်လားပါရှိတော့ရောက်ကြောင်းပါဗျာဟဲ့ထင်းရောင်သမားလင်မလားတင်တို့တတွေဒီတင်သားကိုရွှေခွက်နဲ့ခိုးပြီးထမင်းခိုးကျွေးတယ်ဆိုဟုတ်သလားမဟုတ်ပါဗျာသားကလေးအမတ်တေဖမ်းသွားတယ်ဆိုလို့ရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာဖယားကျွန်တော်မျိုးကြီးဒီမယားမပါပဲနဲ့ဟောဒီသားလေးနဲ့တော်တယ်ကိုလှမ်းနဲ့ထင်ခွေသွားခဲ့ပါဗျာမြို့အပြင်ဘက်တုတ်တန်တစတင်းချိုင်းကရောက်တော့ထမင်းစားရဲ့နွားကိုလွတ်လိုက်တော့ခါနွားတွေရွာထဲသို့ဝင်သွားကလေးကိုလှဲအောက်ပိတ်ထားပြီးတော့နွားပြန်ဆွဲပါဗျာနွားနဲ့ပြန်အထွက်မြို့တကားပိတ်ထားလို့မထွက်နိုင်တာနဲ့လေပယားနှစ်ယောက်သလုံးဒိုးသားလေးသေးသလားရှင်သားလည်းမသိဆိုပြီးတော့တညလုံးပူဒီလိုပူနေရမှာမနက်မိုးလင်းတော့ရွှေနန်းတော်တွေကရွှေခွက်နဲ့ပွဲတော်သာပျောက်တဲ့ဆိုပြီးရှောင်ရှားတဲ့သတင်းကြားသိရကြောင်းပါဗျာနောက်သားလေးကိုဖမ်းသွားတယ်ဆိုတာလေသိလို့လိုက်လာကြကြောင်းပါဗျာမှန်လားပါဗျာဖယားကျွန်တော်မျိုးကြီးပါရွှေနန်းတော်တဲ့အဆောင်ကြများတဲ့နေရာဘယ်လိုနည်းနဲ့မှမဝင်လဲမဝင်နိုင်ခိုးလဲမခိုးရကြောင်းပါဗျာအကျုံးဝိသေသအမတန်ထူးပါဗျာလို့သတော်ဥတင်လိုက်တော့အေးငါထင်တဲ့အတိုင်းပဲဒီကိစ္စဒီတော့မင်းကြီးတယောက်ကသတော်ဥတင်နေမှန်လားပါဗျာဒီကိစ္စအကြောင်းထူးနေပါဖြစ်မင်းဆရာရဲ့လို့ခန့်အပ်ထားတဲ့ပုံနှဖြူပုံနှညုံမြမွေးတဲ့ညောင်းပါဗျာဒီပုံသားတွေငါလားအမွေးခိုင်းနေလို့လောကအတုမရှိမှုနဲ့ထောထားတပ်ပြင်းလို့မျက်စောဘုရားမသာလေဒီကိစ္စအားလုံးရှင်းအောင်ဖြေကြတော့မှုနိုင်ပြီဖြစ်၍လာဘုရားเจ้าတော်သွားမယ်ရွှေခွက်ကြီးကင်ပြီးဘုရားเจ้าတော်သွားမျက်စောဘုရားเจ้าတော်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားတဲ့ဘုရားတတိတော်ပွဲတော်တဲနေကြဖြစ်တဲ့ရွှေခွက်နဲ့ပွဲတော်သာပျောက်ဆုံးသွားသောအခါလိုက်ပြီးတော့ရှာလိုက်တာဟောဒီကလေးအိတ်နေသောလှဲပေါ်ကတွေ့ကြကြောင်းပါဗျာဟဲ့တကားတော့ဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဘုရင်ကြီးအားပင့်သွားတယ်ဘုရင်ကြီးအားပင့်သွားတယ်တဲ့ရောဘောသူကရွှေခွက်ကြည့်ထားတာဒီရွှေခွက်ဒီကလေးခိုးသည်မဟုတ်ပါဆိုပြီးတော့ဘလူးခန့်တဲ့စာကိုဘုရင်ကြီးကသိထားတယ်မြတ်စွာဘုရားကမကြည့်သေးပဲနဲ့ဒီရွှေခွက်ဒီကလေးခိုးသည်မဟုတ်ပါလို့မိန့်တော်မူနေတယ်ဒါကြောင့်တကယ်သိတော်မူတဲ့ဘုရားမို့ခင်ဗျားတို့တို့လည်းအားထားနေရတာပေါ့အားထားနေရတာပေါ့ဗျာဟာဘေးကလိုက်လာလိုက်တဲ့အမတ်တွေကလည်းဟေးတို့ဘုရင်ကြီးပြောတဲ့စာအတိုင်းဘုရားကိုယ်တော်မြတ်မိန့်တော်မူနေပြီကွာဟာဘုရားပြီးပြီးတော့လားကွာဟိုတုန်းကလူတွေမှုပေါ့ခုခေတ်လူတွေလို့ဆိုအခက်ပဲမင်းဘုရားတကူနဲ့ကြွပြီးနန်းတော်ထဲဝင်ပြီးတော့ဒီရွှေခွက်ကြီးဘယ်လိုလုပ်ကလေးထံဘယ်လိုပို့ထားမှမသိပဲနဲ့လှုပ်ချင်လှုပ်နေမှာနော်ခုခေတ်ဒီလိုမလှုပ်ဘူးလည်းမအောင်မိနဲ့ဒါပေမဲ့လို့လေဗုဒ္ဓတရားကိုလေးစားတဲ့မြန်မာလူမျိုးတိုင်းဒီခဲ့သို့အကြံဉာဏ်မျိုးမရှိကြတော့လေဗုဒ္ဓဂေါရမကိုတရားနာပြိဿမလေးမစားနဲ့ဖယားဆိုတာဒီပင်လည်းမယုံကြည်တဲ့ပုဂ္ဂိုလ်များအတွက်ကိုကျုပ်ရည်ညွှန်းပြီးတော့ပြောပါတယ်ကျုပ်တို့ကိုးကွယ်နေကြတဲ့ပုဂ္ဂိုလ်များသိပြီးသားပုဂ္ဂိုလ်တွေကဒီကြံမရှိပါဘူးနောက်ဘုရားကိုယ်တော်မြတ်ကတကားတော့တိရွှေခွက်ဒီကလေးခိုးတာမဟုတ်ဘူးမှန်လားပါအမိတ်ရှိတော်မူပါဘုရားလို့ဆိုတော့မှဘုရားကိုယ်တော်မြတ်ကတကားတော်ဘိမိသားရဟောဒီကလေးစီသူ့အဖေနဲ့တော်တဲ့ထင်ခွေသွားတဲ့အချိန်ခါမှာဆိုပြီးတော့ကျုပ်ရှိကဟောခဲ့တဲ့အတိုင်းဇတ်ကြောင်းဘုရားအကုန်ကြံဟောတမာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဘလူနှစ်ယောက်မိစ္ဆာဒိဋ္ဌိဘလူစားမလို့ဆွဲတဲ့အချိန်ခါမှာရင်ဝမီးဝင်ဆွဲတယ်လို့ပူလို့တမာဒိဋ္ဌိကဒဏ်ခတ်ပြီးတော့မင်းပွဲတော်စာနဲ့ဆက်ရမယ်ဆိုလို့ဒီရွှေခွက်ကဟဲ့တကားတော်ဘိမိသားရကလေးကိုပြစ်မှားတဲ့ငါဤသားတော်လေးကိုပြစ်မှားတဲ့မိစ္ဆာဒိဋ္ဌိဘလူးကတင်နန်းတော်ထဲဝင်ပြီးတော့ရွှေခွက်နဲ့ပွဲတော်သာခိုးတာတဲ့အဲ့ဒီရွှေခွက်မှာရေးထားတဲ့ဒီရွှေခွက်ဒီကလေးခိုးသည်ဟုတ်ပါဆိုတာတမာဒိဋ္ဌိဘလူးကတစိမ့်ခတ်တာဗေမိသားရ
မင်းသားမြင်မာဒီဘသူမှမမြင်မာစေတည်းလို့တရိခတ်တာဘုရားဒီလိုမိတ်လိုက်တော့အမတ်တရပြုံးလာတာကဲကွာအဋိဋ္ဌံလို့ဘယင်ကြီးကဒါများတို့အမတ်တွေအကုန်ကန်းတယ်မြင်ပါလေကွာဘုရားမရှိတော့မှအဋိဋ္ဌံလို့တယ်ကွာဘယင်ကလည်းဘယ်သူမှမမြင်ရဘူးတဲ့အဲ့ဒီလိုမြတ်စွာဘုရားကမိန့်တော်မူပြီးတော့ကမှငါဤသားတော်ကလေးစီအိတ်နေတော်လဲပဲငါဤဗုဒ္ဓနုတ္တိဘုရားကိုသတိရခြင်းနဲ့အောက်မေ့ဆင်ခြင်ပြီးတော့နေပါသဖြင့်အမြဲတမ်းနိုးကြနေသည်မြည်တကွယ်လို့သောတာဗုဒ္ဓံပဗုဇ္ဇန္တိသရခောရမသာဝကယေတံဒီဝါစာရတောသနေသံဗုဒ္ဓဂတသတိယေတကျင်သူတို့အဒီဝါစာနေ၌၎င်းရတောစညင်အခါ၌၎င်းနေဆံအမြင့်မပြဗုဒ္ဓဂတဘုရားကုံကိုအာယုံပြု၍ဖြစ်သောတတိအောက်မေခြင်းတတိသည်အဋ္ဌိရှိ၏ဂေါရမသာဝကဂေါရမနွယ်ဝါမြတ်စွာဘုရား၏တရားနာယတတိသာဝကဖြစ်ကုန်သောတေထိုသူတို့သည်တရအခါခါသိပုပ္ပဗုဒ္ဓအိတ်နေတော်လဲကောင်းစွာနိုးခြင်းကိုပဗုဇ္ဇန္တိနိုးကြကြလေကုန်တော်သာရီအဲ့ဒီဒေသနာတော်ကနာကြရသဖြင့်ကြည်တရားနာပိဋကရေအဲ့ဒီဒေသနာတော်နာကြရသဖြင့်မောင်လှချောလေးရဲ့အဖေမောင်လှရဲ့အမေမချောရဲ့သားလေးမောင်လှချောရဲ့သုံးယောက်စလုံးဟောတရားတော်အဆုံးမှာဒိဋ္ဌိနဲ့ဝိစီကိစ္စကွာလို့သောတာပန်ဖြစ်ကြပါတယ်ဗျာပိဋကကြီးဘာဖြစ်သွားတော့သောတာပန်ဖြစ်ပြီးတဲ့နောက်ထင်ခုတ်ဆရတဲ့ဒုက္ခတွေနွမ်းလို့ပြန်ဖမ်းရတဲ့ဒုက္ခတွေတားနဲ့ခွဲရတဲ့ဒုက္ခတွေသားလေးကလည်းအဖေနဲ့ခွဲရတဲ့ဒုက္ခတွေဒါတွေကိုဆင်းရဲတဲ့တရားပဲလို့ဒုက္ခသစ္စာကိုအမှန်သိလို့ငါတို့ဒီလိုဆင်းရဲရခြင်းဒီဘသူကြောင့်လဲလို့ပရိယေသနာဝမ်းစာစားရည်ဝူရည်နေဒါတွေအတွက်တနေ့ကမှမအေးရပဲနဲ့လူချင်းလုံးလို့စားချင်တာတွေတောက်ချင်တာတွေဝတ်ချင်တာတွေအိတ်ချင်တာတွေနေချင်တာတွေဒါတွေအလိုရှိပြီးတော့နေအပ်တဲ့သမှုရိယဆိုတဲ့လောဘအကြောင်းသစ္စာကြောင့်တို့ဒီဒုက္ခတွေဖြစ်သည်အဲ့ဒီဒုက္ခသစ္စာအကျိုးသစ္စာနဲ့သမှုရိယသစ္စာခေါ်တဲ့အကြောင်းသစ္စာကိုသမ္မာဒိဋ္ဌိအစမက္ကသစ္စာလို့မဲ့နဲ့ဆက်လို့တခါတည်းသူတို့ဒုက္ခတွေပြတ်ပြီးတော့ဟောအရဟတဖို့ပေါယဟန်ပြုတ်ပြီးတော့အာသဝကုန်ခန်းလို့ယဟန္တာကြီးတွေဖြစ်၍မက္ကသစ္စာကိုပွားများပြီးတော့လောကီသစ္စာနှစ်ပါးကိုသတ်၍និရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ကိုသာမိသဖသုံးယောက်စလုံးအာသဝကုန်ခန်းယဟန္တာဖြစ်၍မြဲမောက်ပြုကြရလေကုန်တော်သာရီကဲပရိသတ်ကြီးဗုဒ္ဓဂုံရောင်ကဘာရှောင်တော့ဘလူရှောင်ယုံနဲ့မကဘူးဘာတွေဆက်ရပွဲတော်သာဆက်ရမှန်ရလားပရိသတ်ကြီးတာဝတိပြေမွန်ဇေရဝန်ကျောင်းတော်မှာဖရာသတင်းသုံးနေတုံးရာဇကြိုမြို့ကသာမိသာဖတတွေပါဗျာအခုဗုဒ္ဓဂုံရောင်ဘလူးရှောင်ဆိုတဲ့ဇတ်လန်းကလည်းဒီကနေ့နာရီပြန်တစ်ချက်ထိုးကနေချိန်မှာနေထူတမ်းပါတယ်အဲ့ဒါခမရတို့မနေ့ဖြင်က9နာရီတိတိကကျုပ်စပါမယ်ကံမေတ္တာပို့ရအောင်ဆိုကြတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးယနေ့ကကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေအလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးကျမ်းမာကြပါစေကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလည်းရဲ့ချီရင်နေဖုံမုံးစိတ်တွေ့ပြစ်ပြသီးသီးဆောင်မိမိတို့အိမ်ငါဌာနသို့နိဝတ္တတုသီးခံရတာပြန်ကြပြီတော့ပိဋကကြီးသီးခံနိုင်ရဲ့လားသီးခံပြီးပြန်ကြခင်ဗျားတို့လည်းပင်ပင်ပန်းပန်းရောက်လာပြီးတော့နာကြားကြတာကိုတွေ့ရသဖြင့်ကျုပ်လည်းကိုမငဲ့ကွက်ပါဘူးနာယီပြန်တစ်ချက်ထိအောင်မဟောတဲ့တရားပွဲတွေအတော်လေးနဲ့သွားပါပြီ12နာရီအလွန်ထားလို့အခုတော့ခင်ဗျားတို့ပေးတေးကုတ်ကပ်ပြီးထိုင်းနေကြသဖြင့်ဇက်လန်းလေးလည်းပြီးအောင်စေရနာအပြည့်အဝနဲ့ကျုပ်ဟောလိုက်လို့တရားရှိတယ်လို့လည်းကျုပ်ပေါ်အပြစ်မတင်နဲ့မနှက်ဖြင်ကတော့9နာရီကစမှာမဟုတ်လို့ဒီကနေ့တော့သီးခံပြန်ကြမနှက်ဖြင်ကစောစောလေးစလိုက်မယ်ဗျာ9နာရီဆိုရင်ပလင်တက်တော့မှာပါ
စောပါသေးတယ်ဂျန်လီကန်တရားပွဲကဒီချိန်စသေးပါဘူးဆိုတဲ့လူတော့အဲ့ဒါမှီလိုက်မယ်မဟုတ်ပါဘူးဗျာဒါကြောင့်နေဝတန်သူသီခံရတာပြန်ကြပြီတော့နေဝတန်သူမေတ္တာရေးပဲခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောချစ်သာဆွေကလျှောက်ပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမသွေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း